သွေးတိုးလူနာတယောက်ဆေးရောပုံမှန်တောက်ပါရဲ့နဲ့ခြေရောက်နှစ်ဖက်လုံးရောင်းနေဆိုပြီးတော့ဆေးကလာပြရင်ကျွန်တော်ဆရာဝန်တွေဘယ်လိုမျိုးတွေစဉ်းစားတယ်ပေါ့လေအဓိကက၄ချက်နဲ့စဉ်းစားတာရှိနံပါတ်1ချက်ကကျွန်တော်ခြေရောက်ရောင်းရတဲ့အကြောင်းရင်းကဆေးကြောင့်မို့လားဆိုတာကိုလည်းစဉ်းစားတယ်ကျွန်တော်အသက်ကြီးရဲ့သူရဲ့အသက်40ကျော်လာလို့သွေးတိုးဆောက်ဝင်ကျွန်တော်amlodipine အုပ်စုတွေ calcium channel blocker တွေအုပ်စုတွေစပြီးမှပေးတယ်သိပြီးသားပဲ amlodipine တို့ amlong တို့amlosan တို့ fight တို့10တို့ဆိုတာကဒီကောင်ကသွေးကြစေအုပ်စု calcium channel blocker အုပ်စုတွေမှာပါတယ်ဒီကောင်လေးကသွေးကြောလေးကိုကျေစေတဲ့သဘောရှိတယ်ဒါမှမဟုတ်တချို့သူတွေဒီစိတ်စပေးတဲ့အချိန်မှာအုံနောက်ထဲမှာရှိတဲ့သွေးကြောနံရံလေးကျေသွားလို့ရှိရင်ခေါင်းကိုက်တာမျိုးတွေခေါင်းကြီးလေးနေတာမျိုးတွေဆိုတာစိတ်စပြီးရဲ့ပထမတစ်ပတ်နှစ်ပတ်အတွင်းမှာဖြစ်တတ်တယ်အသက်ကြီးရဲ့သူတွေကြော်လေဒီခြေအောက်မှာရှိတဲ့သွေးကြောလေးကျေသွားမိကျွန်တော်လမ်းလည်းသိမ့်မရှောင်မိဘူးဆိုရင်ခြေအောက်မှာဒီသွေးကြောနံရံကျေသွားလို့သွေးအိုင်ပြီးတော့ခြေအောက်ဖြောင်းတာမျိုးကြီးအသက်ကြီးရဲ့သူတွေမှာပိုပြီးတော့တွေ့ရတယ်အဓိကကဆေးကြောင့်မို့လားဆိုတာကိုစဉ်းစားတယ်နှစ်နဲ့သုံးနဲ့ကဘာလဲဆိုတော့ကျွန်တော်တို့သွေးတိုးတာကြောင့်မို့ပျက်စီးသွားတဲ့အင်္ဂါအစိတ်ပိုင်းတွေရှိသလားဆိုတာလိုက်ပြီးမှစဉ်းစားတယ်တချို့ကလည်းဒီဆေးရောပုံမှန်တောက်တယ်ဒါပေမဲ့သွေးပေါင်ကြီးကိုမတိုင်းမိဘူးငါဆေးတောက်နေရပဲသွေးတိုးစရာမရှိဘူးသွေးတိုးဆိုတာဆေးတောက်နေထိညာနိုင်တာပဲဆိုပြီးတော့အယူဆကြီးမှားကြရပေါ့လေဘာလဲဆိုတော့တချို့ကြော်လည်းယောဂလက္ခဏာမပြဘူးဆေးကန်းကိုတခြားအကြောင်းမို့လာပြတယ်ဆရာဝန်လေးသွေးတိုင်းကျတဲ့ရှင်မှာဆေးတောက်နေတဲ့သူတွေကို190 180အောက်သွေးဆိုလဲ110အထိတိုးနေတဲ့သူတွေရှိတာပဲဘာဖြစ်လဲဆိုတော့တချို့ကျွန်တော်တို့ကသွေးကြစေပေးရဆိုတာသွေးမောင်ချိန်ပေါ်မှာမူတည်ပြီးမှတစ်မျိုးနဲ့စမလားနှစ်မျိုးနဲ့စမလားညားနေရင်ဘယ်လိုမျိုးတွေတိုးသွားမလဲဆိုတာကျွန်တော်ကရှိပြီးသားပဲတချို့ကြော်လဲဒီဆေးတောက်နေမစွန်းမပိုလေးတောက်နေရင်သွေးရတအိနဲ့တိုးတယ်အစားတောက်နေထိုင်နေမစင်ကျင်ဘူးအရက်ဘီယာတွေအတောက်များတယ်စိတ်ဖိစီးမှုတွေများရင်သွေးကြစေတစ်မျိုးလောက်နဲ့မနိုင်လို့နှစ်မျိုးသုံးမျိုးအုပ်ရရဲ့ဖွဲ့တယ်ရှိရပဲဒါပေမဲ့သူ့ကိုယ်သူကြော်နေကောင်းနေရထင်းတယ်ဒါပေမဲ့သွေးရစောင့်တိုးနေကြာတော့ခန္ဓာကိုယ်အစိပ်ပိုင်းပျက်စီးကုန်တယ်နံပါတ်2ချက်ကကျွန်တော်တို့ကနှလုံးသွေးတိုးရများလို့နှလုံးညှစ်အားမကောင်းတော့ဘူးဆိုလဲခြေအောက်မှာလာပြီးတော့မှရှောင်းတာမျိုးတွေဖြစ်တတ်တယ်ဒီလိုလူနာတွေမှာတော့လမ်းရှောင်းလိုက်ရင်မောလာမျိုးတွေညားအိတ်တဲ့အချိန်မှာမောလို့ထထိုင်လိုက်ရင်တက်တာမျိုးတွေနဲ့တွဲနေတတ်တယ်ပေါ့လေနံပါတ်2ချက်ကသွေးတိုးတာကိုမသိလို့နှလုံးပျက်စီးသွားဖြစ်တတ်တယ်နံပါတ်3ချက်ကဘာလဲဆိုတော့ကြောက်ကက်ကလည်းသွေးဆောင်တိုးတွေသူလည်းမခံနိုင်ဘူးလေအဲ့ဒီကြောင့်တော့ကြောက်ကက်ကြီးပျက်စီးသွားတယ်ဆိုရင်ဝင်လာတဲ့ကြောက်ကက်ထဲကိုဝင်လာတဲ့အရေးတွေကိုသူကောင်းကောင်းမစစ်ထုံနိုင်တော့ဘူးအဲ့ချိန်မှာအိုင်းနဲ့အဓိကခြေရောက်တွေမှာသွားပြီးမှအိုင်းနဲ့မနက်ခင်းနိုးလာတဲ့အချိန်မှာမျက်နှာလေးအန်းနေရမျိုးကြီးမျိုးလုံးသားတစ်ဝိုက်တွေမို့နေရဆိုတာကသွေးဆောင်တိုးလို့ကြောက်ကက်ပျက်စီးသွားပြီဖြစ်တတ်တယ်နောက်ထပ်နံပါတ်4အချက်ကတခြားအကြောင်းအရာတွေကလည်းခြေရောက်ရောင်ကြီးဖြစ်စေကိုသွားပြီးမှဖြစ်စေတတ်တယ်တချို့သူတွေအသက်ကြီးရဲ့သူတွေအသားဓာတ်မစားဘူးအသားဓာတ်ဆိုတာ albumin ပဲလေ albumin နန်းတယ်အသားဓာတ်တွေမစားဘူးအသားငါမစားဘူးအရွက်တွေစားတယ်ဆိုရင်အသားစားနေရင်လည်းအသားနဲ့ချိုးတယ်ခြေရောက်လေးရောင်တာမျိုးဖြစ်တတ်တယ်နောက်တစ်ခုကအသက်ကြီးတဲ့သူတွေမှာ chronic venous insufficiency လို့ခေါ်တယ်ခြေောက်မှာရှိတဲ့အဆုတ်ရှင်မလုံလို့ဖြစ်တာအဓိကလမ်းပုံမှန်မလျှောက်ဘူးအထိုင်တွေများတယ်အိပ်ရာတွေမှာလည်းလဲနေရင်ခြေောက်မှာရှိတဲ့အဆုတ်ရှင်တွေမလုံရင်ခြေောက်မှာသွေးအိုင်ခြင်းဖြစ်စဉ်ဖြစ်ပြီးတော့မှခြေောက်နှစ်ဖက်လုံးရှောင်းနေရမျိုးတွေဖြစ်တယ်အဓိကတခြားယောဂါတွေနဲ့တွဲရင်လည်းခြေောက်ရှောင်းတတ်တယ်ပေါ့လေနံပါတ်1ချက်ကဆေးကြောင့်မို့လည်းဖြစ်တတ်တယ်2နဲ့3နဲ့ကသွေးဆောင်တိုးအောင်မသိလို့ခန္ဓာကိုယ်အင်္ဂါအစိပ်ပိုင်းတွေထိခိုက်မိသွားရင်လည်းဖြစ်တတ်တယ်နောက်ဆုံးအချက်ကတခြားယောဂါတွေနဲ့တွဲရင်ဖြစ်တတ်တယ်ပေါ့လေဒါပေမဲ့ကျွန်တော်တို့နံပါတ်1ဖြစ်တဲ့ဆေးကြောင့်မို့ရောင်းတာလားလို့တန်တရားရှိလို့ရှိရင်တခြားယောဂါ3ခုလုံးကိုဆရာဝန်တွေကဖယ်ရှားပြီးသားဖြစ်ရမယ်တချို့ကကြောလေငါအမ်လိုတမင်းတောက်လို့ခြေောက်ရောင်တာပဲဆိုပြီးမှပစ်ထားမိတဲ့အခါမှာကြောက်ကက်ပြက်နေရတယ်နှလုံးပြက်နေရတယ်တွားပြီးမှတွေးတတ်တယ်။ဒါမှမဟုတ်ကျွန်တော်တို့ကဒီဆေးကိုဆွဆွဲခြင်းအရင်ဆုံးကြောက်ကက်ဓာတ်ကောင်းမကောင်းခရီတနင်းတို့စီရဲမှာအသားဓာတ်ပါမပါယူရင်းအယ်ဘူမင်ယူရီးယားရှိမရှိဆိုတာလိုက်ပြီးမှစစ်ဆေးကြည့်ရတယ်ဒီကြောက်ကက်တွေကောင်းတယ်နှလုံးတွေကောင်းတယ်တခြားယောဂအခန်းတွေမရှိဘူးဆိုမှပဲကျွန်တော်တို့ကဒီဆေးကြောင့်မို့ခြေောက်ရောင်တယ်လို့ယူဆပြီးမှဒီဆေးကိုဖြုတ်ပြီးတခြားမျိုးစားပြောင်းပေးလိုက်ရင်ခြေောက်ရောင်တာတတ်တော်ပေါ်မှာဖြစ်ပါတယ်။ဒါပေမဲ့ကိုယ်သဘောနဲ့ကိုဒီဆေးကြောင့်မို့ထင်ပြီးတော့မှဒီဆေးဖြုတ်ပြီးတခြားဆေးပြောင်းတော့တာမျိုးတွေရောလုံးဝမလုပ်စေချင်ပါဘူးကျွန်တော်ဆရာဝန်တွေလူနာကြည့်ရဲဆိုတာလည်းယောဂါတွေမဟုတ်ဘူးလို့အကုန်လုံးပယ်ခဲ့ပြီးမှဒီယောဂါဒီဆေးကြောင့်မို့ဆိုတာဆွဆွဲလို့ရပါတယ်